အားလုံးပဲမင်္ဂလာပါ UID နဲ့ MD ရနေပေါင်းပြီးတော့လုပ်တဲ့ job fair မှာရလာတဲ့ပစ္စည်းလေးတွေကိုအပေါင်းစလုံးပြပေးသွားပါမယ်။ဘိနေရဲ့အစုံလိုက်ရလာပါတယ်။ U9 ကမ္ဘောဇာအင်ယာလန် AYA ကနေပြီးတော့ဘောပင်နေရလာပါတယ်နောက်ထပ်ပြီးတော့ STV ရဲ့ ban flat တွေထွက်လာပါတယ် ဒါတော့ trusty ပေးကနေပြီးတော့တော့ချိန်လေးလက်ဆောင်ရခဲ့ရတယ် UI မှာဂိမ်းနေလည်းဆော့လို့ရပါတယ် QR code ကို scan ဖတ်ပြီးတော့အလုပ်လျှောက်လို့လည်းရပါတယ် ဒီနိုင်ကတော့ပုံမီလက်ဆောင်ဖောက်ပေးရဖြစ်ပါတယ်။ နောက်တစ်ခုကတော့ AIA ဆိုတဲ့အမခံကုမ္ပဏီကဖြစ်ပါတယ်အမခံလို့ရတဲ့ဟာတွေအကြောင်းကိုပြည့်စုံစုံနဲ့ ban flat တွေအများကြီးနဲ့ရှင်းပြထားပါတယ်ဒါအဲ့လို file ထဲမှာပါတာပေါ့နော်နောက်တစ်ခါသူတို့ဆက်သွယ်လို့ရမယ် business ကလည်းထည့်ပေးထားပါတယ်အားရနားထောင်လို့တာဝါတစ်ခုလည်းရလာပါ ဒါရမှာဆိုရင်ဒီကလှုပ်ဆောင်နိုင်တဲ့ session တွေထားပေးပါတယ် သူတို့ရဲ့ဒီတောက်လျှောက်ပေါ်လာ expert ပဲနားမှာရှိတယ်ဘယ်လိုလုပ်တယ်ဘယ်လိုတွေဆက်လက်ပြီးသွားနေတယ်ဘယ်လောက်ထိသူတို့ network ကျပြတ်နေဆိုတဲ့အကြောင်းကိုအသေးစိတ်ရေးထားတာပါကြည့်ချင်လို့ရှိရင်တော့သူတို့ဒီမှာတောင်းဖက်ကြည့်လို့ရပါတယ်ဒါကတော့သူတို့ပေးတဲ့ဟာပါစာအိတ်လေးနဲ့ဆိုတော့ဗာများဖြစ်မလဲပေါ့နော်ထွက်လာပါတယ်ရေးစာအုပ်ပါဒါကတော့ပထမပြောသွားတဲ့နိုင်ရလာတာပါဆိုတော့ကျောင်းမှာဂိမ်းကြီးဆော့ပြီး ရလဲဆိုရှင်ဒါလေးရပါတယ်အားလုံးပဲတတာပါ